လုံးပဲမင်္ဂလာပါရှင်ညီမကတော့စော်ပွဲလေးတစ်ခုနဲ့မိတ်ဆက်ပြီးတင်ပြပါရရှင်အခုဆိုရင်ညီမအလုံနာတဲ့ချိန်လေးမှာအလက်ချိန်လေးမှာဖုန်းလေးတိုင်ပြီးတော့အပေါ်ဝင်လေးတွေရှာချင်တဲ့တငယ်ချင်းတွေအတွက်ကိုညီမကနေပြီးတော့ညဝေပေးပြီးတင်ပြပါရရှင်ဒီစော်ပွဲလေးကတော့ဝတ်စော်ပွဲလေးရဆိုရင်ကိုဖုန်းလေးထဲမှာထည့်ထားရုံနဲ့တင်အပေါ်ဝင်တွေရှာလို့ရတယ်တော့နော်ပြီးခါကြလို့ရှိရင်ညလက်တွေလည်းအများကြီးရတဲ့အတွက်ဝင်ပြီးတော့တောင်ရုပ်ကလေးဆွဲပြီးတော့ဝင်ပြီးတော့စူးစမ်းလို့ရပါတယ်ချစ်သေးတို့ရေဘာဖြစ်လို့လဲဆိုတော့နော်သူကပြောမယ်ဆိုလို့ရှိရင်ကော်မရှင်ကားတွေအရက်ကျန်းတဲ့အတွက်ကြောင့်မို့နော်အားလုံးပဲအလုံးမရှိတဲ့ကိုမမတွေရောဟလာကလေးမေတွေရောနော်အလုံးတစ်ဖက်နဲ့လည်းစူးစမ်းလို့ရတယ်ဆိုတဲ့အကြောင်းညီမပြောချင်းချစ်ပါတယ်စီအခုဆိုရင်ညီမတော့အလုံးနာတဲ့အားလက်တဲ့အချိန်လေးမှာပေါ့နော်ညီမဒါကိုလိုပဲဝိုင်းပြီးတော့စူးစမ်းလို့ရအောင်ညီမဝေညက်ပေးချစ်ပါတယ်ရှင်တဲတို့လည်းနော်ဝင်ပြီးတော့စူးစမ်းလို့ရတယ်ဟလာကိုလည်းဖုန်းသွင်းနဲ့ဝင်ငွေတွေရှာလို့ရတယ်ဆိုတဲ့အကြောင်းဒီတော့ပြဆောင်ဝင်လေးအကြောင်းညီမပြောကြချင်းချစ်ပါတယ်ကြီးချစ်တို့လည်းဝင်ပြီးစူးစမ်းလို့ရပါတယ်တဲလေးတို့ရေဘာဖြစ်လို့လဲဆိုတော့အားလုံးရက်လက်တွေအများကြီးရှိတယ်နော် to me do yeah please tell us so no that to do swell and never quit chimney nya mali do အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ရေတိတော့တင်ရဲ့တငယ်ချင်းတွေကိုဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်အဲ့ဆော့ဝဲလေးကတော့ညီမအခုပဲတောင်ရုပ်ဆွဲပြီးတော့ညီမလည်းလေးလံတင်ယူနေပါတယ်ညီမကတော့မချစ်သမီးလေးတို့အဖွဲမှာဝါပြီးတော့တင်ယူလေးလံနေတဲ့ညီမလေးတယောက်ချင်းပါတယ်ရှင်ဘာလို့လဲဆိုတော့သူများတွေရလက်တွေပေါ့နော်ဒီဆော့ဝဲလေးရှိုံလေးနဲ့ရလက်တွေရတယ်ပေါ့နော်အပေါ်ဝင်ငွေတွေရှာလို့ရတယ်သူကပြီးလို့ရှိရင်ကော်မရှင်ကားတွေအရကျန်တဲ့အတွက်ကြောင့်မို့အပေါ်ဝင်ငွေရှာလို့ရပါတယ်ရှင်အဲ့ဒီဆော့ဝဲလေးကိုတောင်ရုပ်လေးဆွဲထားရုံနဲ့ကိုကနေဝင်ယူလေးလာလို့ရပါတယ်ဒီခါကျရင်ဒီဆော့ဝဲလေးကဘာဆော့ဝဲလေးဆိုရင်တော့ဘေး software လေးညပါတယ်ရှင်ဒီ software လေးကဘာလဲလို့မျိုးလို့ရှိလို့ရှိရင်အဲ့ဒီထဲမှာကိုကဆိုင်ကယ်လေးဖွင့်ပြီးတော့ဗောနော်ကိုပိုင်ဆိုင်ကယ်လေးဖွင့်ပြီးတော့ပစ္စည်းတွေဆိုရင်လည်း free ယူသုံးလို့ရတဲ့အရင်ကိုအတွက်အပူဝင်ငွေလေးလည်းရှာလို့ရပါတယ်အိမ်မှာအလုံးမရှိတဲ့လူတွေရောဟလာအလုပ်တစ်ဖက်နဲ့လည်းလုပ်လို့ရပါတယ်ကိုအိမ်အလုပ်လေးအားလက်ချိန်မှာလည်းဝင်ယူလေးလာလို့ရပါတယ်ရှင်ပရိသင်နဲ့တင်ပြီးတဲ့အမားတို့ဖွဲ့လေးရှိပါတယ်ရှင်ဝင်ယူလေးလာခြင်းနဲ့ဆိုရင်မက်ဆီဆက်သွယ်လာလို့ရပါတယ်ရှင်